အားလုံးပဲမင်္ဂလာပါဒီနေ့တရက်၄လ2026အနညအတွက်ရှစ်တချင်းရှစ်တပတ်တီပါရှစ်တချင်းရှစ်တပတ်တီရှင်ငါရှစ်တုံညာရှစ်တရှစ်ချောင်းတင်ငါတစ်တုံညာတစ်တတစ်ချောင်းတစ်ချောင်းရှစ်တုံညာရဲ့တစ်တုံညာရဲ့မင်းဩပါဒီနေ့အတွက်ရှစ်တချင်းနဲ့9316ကီနဲ့ကမာမကတ်တာပါနေ့ကညနေဘက်4-3ညပေါ့နော်4-3ည4ပတ်တီ4-3ညထိသွားပါတယ်ပေါ့နော်ဒါဒီနေ့တော့ပါအားလုံးပဲဒီနေ့လည်းပေါ်ကြပါစေ channel လေးကို like and subscribe လုပ်ပြီးတော့ share ပေးကြပါဦးကျေးဇူးတင်ပါတယ်